မိန်းကလေးတို့သည်အစေခံ၏ဖနက်များတွင်စီများပေချန်နေသည်ကိုအမှတ်မထင်တတိထားမိသွားခဲ့သည်၎င်းကလွန်ခဲ့သောရက်အနည်းငယ်ကသူမခြံတွဲတွင်လမ်းလျှောက်နေစဉ်စီများကြောင့်ချော်လဲကရေထဲသို့ပြုတ်ကျခဲ့သည်ကိုရုတ်တရက်သတိရစေခဲ့သည်သူမသည်အစေခံတန်သို့ချက်ချင်းသွားကလာထိုဖနက်များမှာမြည်သူပစ္စည်းခဲ့သည်ဟုအတင်းကြပ်မြင်မြန်ခဲ့သည်၎င်းတို့မှာလူဆိုးမ၏ဖနက်များဖြစ်ကြောင်းသိလိုက်ရသောအခါသူမ၏ရင်ထဲတွင်ဇဝေဇဝါဖြစ်သွားပြီးသူမ၏အကိုနှင့်အမဖြစ်သူတို့ကိုချက်ချင်းသွားပြောခဲ့သည်ခိုင်လုံအောင်တတဲ့မရှိသေးသဖြင့်သူတို့သုံးဦးစလုံးအစီအစဉ်တစ်ခုကိုအတူတူကြံစည်ခဲ့ကြသည်ပထမဦးစွာအမဖြစ်သူကသူမ၏ရှားပါပဲမှန်များကိုလူတိုင်းရှေ့တွင်ရည်ရွယ်ချက်ရှိထုတ်ပြခဲ့သည်လူဆိုးမကနှုတ်မှချီးမွမ်းနေတော့လေစိတ်ထဲတွင်မကောင်းသောအကြံစီများကြံစည်နေခဲ့သည်နောက်တစ်နေ့တွင်အမဖြစ်သူကအပင်များကိုရေလောင်းရန်သွားသောအခါပန်းရည်နှံကိုရလိုက်သည့်နှင့်တပြိုင်နက်မြေပြင်ပေါ်သို့တတိလေးလဲကျသွားခဲ့သည်၎င်းကိုမြင်သောအခါလူဆိုးမ၏အစေခန့်ကအကိုဖြစ်သူကိုအတိပေးရန်အဖေးအလွာသွားခဲ့သည်သို့သောအကိုဖြစ်သူကအမ၏အခန်းထဲသို့ရောက်သောအခါတကားမှပိတ်နေခဲ့သည်သူဘာမှမလုပ်နိုင်မီမှာပင်သူပါရိုက်နှင့်ချင်းခံရပြီးတတိလစ်သွားခဲ့သည်ခဏအကြာတွင်လူဆိုးမသည်မိသားစုဝင်အားလုံးကိုအမဖြစ်သူ၏အခန်းသို့ခေါ်ဆောင်လာခဲ့သည်တကားဖွင့်လိုက်သောအခါမောင်နှမနှစ်ဦးမှကိုရင်ပေါ်တွင်အတူတူလဲရောက်နေသည်ကိုတွေ့လိုက်ရသည်သူတို့၏ဖခင်မှာအလွန်အမင်းဒေါသထွက်သွားပါသည်သို့သောမြည်သူများမထိမ့်မှတ်ထားပဲထိုအခိမ်းမှပင်အမဖြစ်သူအစ်စ်အမှန်မှာအပြင်ဘက်မှလမ်းလျှောက်ဝင်လာခဲ့သည်လူဆိုးမှာချက်ချင်းမြင်နိုင်ဖြောတော်သွားခဲ့သည်အမှန်တော့ဤအရာအလုံးမှာမိန်းကလေးအစီအစဉ်သာဖြစ်သည်အမဖြစ်သူကတတိလေးဟန်ဆောက်နေခဲ့ခြင်းဖြစ်သည်မိန်းကလေးကရှုပ်ရှက်ခတ်နေစဉ်အသွေးအကိုဖြစ်သူကိုနှိုးကကိုရင်ပေါ်တွင်အတူတူလဲရောက်နေစေခဲ့ခြင်းဖြစ်သည်ဤဒီမှာတရားခံအစ်စ်ကိုလက်ပူးလက်ချက်ဖန်ဆီးနိုင်ဖို့အတော်ပင်ဖြစ်သည်အမှန်တရားကိုသိလိုက်ရသောအခါဖခင်ဖြစ်သူမှာအလွန်ဒေါသထွန်းသွားပါသည်သို့သောလူဆိုးမကဘာမှဝန်မခံဘဲငင်းဆိုနေစေဖြစ်သည်မိန်းကလေးကစီပင်နေသောဖက်နှက်ကိုထုတ်ပြလိုက်သောအခါမှသာလူဆိုးမှာထိတ်လန့်သွားခဲ့သည်သူမ၏ပေးမှုများကိုခေါင်းငုံဝန်ခံခဲ့ပါတော့သည်အဆုံးတွင်ဖခင်ဖြစ်သူကလူဆိုးမအားပြင်းထန်သောပီတံကိုပေးခဲ့သည်သို့သောလူဆိုးမကလက်မလျှော့သေးပြီသူမသည်လူတအုပ်ကိုငားရမ်းကမိန်းကလေးကိုတောအုပ်ငယ်တစ်ခုထဲသို့များခေါ်သွားပြီးထောင်ချောက်တစ်ခုဆင်းထားခဲ့သည်ကံကောင်းထောက်မှတော့လေမိန်းကလေးသည်ထိုထောင်ချောက်ကိုတတိပြူသွားပါသည်သူမကရှောင်ကွင်းသွားရန်ပြင်ဆင်နေစဉ်ပါပြင်လူဆိုးမစီစဉ်ထားသောအဆောင်များကတွေ့ရှိသွားပါသည်မိန်းကလေးမှထိတ်လန့်တကြားထွက်ပြေးပြီးအော်ဟစ်အကူအညီတောင်းတော့လေအနားရှိလူဆိုးမကလုံးဝလစ်လူရှူထားပါသည်အဆောင်များအနားသို့ကပ်လာသောအခါမိန်းကလေးသည်အစီအစဉ်တစ်ခုကိုချက်ချင်းစဉ်းစားလိုက်သည်သူမသည်သူတို့ကိုထောင်ချောက်ရှိတာဘက်ကိုရည်ရွယ်ချက်ရှိဦးဆောင်ခေါ်သွားပြီးနောက်သူမကချော်လဲဟန်ဆောင်လိုက်သည်အဆောင်များကဇဝေဇဝါထိရှေ့သို့တိုးလာကြတာနောက်တစ်ခဏတွင်ထောင်ချောက်ထဲသို့သူတို့ကိုယ်တိုင်ကုတ်ချသွားကြတော့သည်မိန်းကလေးမှနောက်ဆုံးတွင်ဘေးကင်းစွာလွတ်မြောက်သွားခဲ့တော့လေရန်ညိုးကိုမမိတ်တာသူဖြစ်သည်ယခုအခိုင်မှာလူဆိုးမှာပို၍ဆိုးဆွားသောကံကြမ္မာနှင့်ရင်ဆိုင်ရတော်မူဖြစ်သည်